ကိုရပြုတ်ခဲ့တဲ့အာဟုသုတွေနမိတ်တွေပေါ်လာတယ်ပကြီးကအချက်တို့တစ်ခုချင်းထွက်လာပါတယ်အဲ့ဒါလေးပဲတပြည့်တော့ဒီမကြီးကဘယ်လာထုတ်တာလဲမော်လရိုင်းရပါဗျာဒေါ်စန်းစန်းဝင်းရဲ့မိတ်ဆွေလားကိုစုံမြင့်ခေါ်ဟုတ်ကပဲဆရာဟုတ်ပြီသူတို့အစွဲကောင်းလို့ရောက်လာတာလားဟုတ်တယ်သူတို့မစွဲရင်လာမယ်ပုံမပေါ်ဘူးဟုတ်တယ်တပြည့်တော့နှခါလောက်ရင်းလိုက်သေးတယ်ဗျာဟုတ်လားအခုဒီမှာမဟာပလင်9နာရီချိတ်တော့ဒကမာကြီးနေနဲ့ပထမ2နာရီချိတ်တုန်းကအစင်မပြေခဲ့ပါဘူးဗျာဟုတ်ပြီဒီ9နာရီခောက်ကလေးကြတော့တပြည့်တော့စားထိုင်ကြတဲ့ကစိတ်နဲ့ခန္ဓာကိုတပြည့်တော့ခွဲပြီးတော့ဝေဒနာတွေကိုတီးခံပြီးထိုင်ပါမယ်လို့ဆုံးဖြတ်လိုက်ပါတယ်အဲ့လိုနေရနေဝေဒနာတွေအဲ့ဒီကနေနေလာရင်နဲ့ဝေဒနာတွေတအားတက်လာတယ်ဗျာတပြည့်တော့မခံစားနိုင်အောင်ဖြစ်သွားတယ်တပြည့်တော့လည်းဆုံးဖြတ်လိုက်ပါတယ်ဒီမဟာပလင်လည်းတပြည့်တော့မယူတော့ပါဘူးလို့တပြည့်တော့လည်းမထိုင်တော့ဘူးလို့ဆုံးဖြတ်ချပြီးခေါင်းကိုက်ကြပါပါတယ်ဗျာအဲ့ဒီအချိန်မှာဆရာလေးတစ်ပါးကရောက်လာပြီးတော့တပြည့်တော်တဲ့ခေါင်းကိုကိုင်းပြီးတော့တက္ကမတဲ့ဆရာတော်ဘုရားရဲ့တရားကိုလည်းတေချာနားထောင်လိုက်ပါတဲ့နာကျင်တာလေးကိုလည်းလှုပ်ရှားပြရင်တက်တက်နဲ့ချီချီဖြင်းနဲ့တီးခံလိုက်ပါတဲ့အစဉ်ပြေသွားမယ်တဲ့အဲ့လိုပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတပြည့်တော်စဉ်းစားလိုက်ပါတယ်တပြည့်တော်ဒါဒီအချိန်မှာငရဲကြနေမယ်ဆိုရင်လို့ဒီထက်အစတောင်းမကတပြည့်တော်ခံစားရမယ်ဒီအချိန်မှာတပြည့်တော်မှာစူးစမ်းပိုင်ခွင့်ရှိပါသေးတယ်မသေးနိုင်ဘူးလို့လဲဆရာတော်ကလည်းအာမခံထားပေးပါတယ်ဒါနဲ့ပဲတပည့်တော်ဒီမဟာပလင်ကိုပြတ်ဝမယ်ဆိုရင်ဒီလိုတက်လုံးခွေရေးကိုတပည့်တော်ပြန်မရနိုင်တော့ဘူးလို့တပည့်တော်ဆုံးဖြတ်ချက်ချလိုက်ပြီးတော့ကြည်ပြူစွာနဲ့ပြီးဒီဝေဒနာကိုတပည့်တော်ခံစားပြီးဆက်ထိုင်နေပါတယ်ဗျာနောက်တော့ဘယ်လိုဖြစ်လဲအဲ့လိုထိုင်နေရင်းနဲ့ပဲတပည့်တော်မှတပည့်တော်အာကုတို့တစ်ခုချင်းထွက်လာပါတယ်ဗျာပကြီးကချက်လိုမျိုးကိုရပြုတ်ခဲ့တဲ့အာဟုသုတွေနမိတ်တွေပေါ်လာတယ်ပကြီးကအချက်တို့တစ်ခုချင်းထွက်လာပါတယ်အဲ့ဒါလေးပဲတပြည့်တော့တစ်ခုချင်းထွက်လာပြီးတော့အဲ့ဒါနဲ့ဆက်ထိုင်ရင်လည်းဝေဒနာတယ်အဲ့ဒါနဲ့ပြီးသွားပါတယ်ဗျာတစ်ခုချင်းထွက်လာပါတယ်တပြည့်တော့လောက်ခဲ့တဲ့အာကုတို့လေးတွေထွက်လာပါတယ်ဟုတ်ပြီတက္ကမကြီးဒီအာကုတို့တွေငါ့ကိုအကျိုးပေးလိမ့်မယ်လို့အစွဲရှိလားမရှိပါဘူးဗျာဟုတ်ပြီဒါပေမဲ့တက္ကမကြီးပြုတ်ခဲ့တဲ့အာကုတို့တွေကဘယ်လိုဟာနေလဲအမေပေါ်မှာတို့ယောက်ျားပေါ်မှာအမေကိုအဲ့လိုထုတ်ပါတယ်ဗျာပြောပြန်နည်းနည်းလေးကြာနေပြီဆိုတော့တတိတော့လည်းမမှတ်မိသလောက်ဖြစ်သွားပါတယ်အဲ့လိုပြန်ပေါ်တဲ့အချိန်မှာတော့တစ်ခုချင်းကိုပြန်မြင်သွားပါတယ်ဖေဟာအမေပေါ်မှာပဲလားဒီပြင်ဘယ်ပေါ်မှာပေါ်သေးလဲအမျိုးသားပေါ်မှာရောနောက်ပြီးတော့အဲ့ဒါလေးတွေတခြားအပိုင်းလေးတွေလည်းရှိတယ်ဖေဟာအဲ့ဒါအပိုင်းလေးတွေကကိုလို့တဲ့အပိုင်းလေးတွေအခုတို့လေးတွေပေါ့နည်းနည်းစိုးခဲ့တာလေးတွေပေါ့ဖေဟာတိတ်ကြီးမှစိုးရတာအလုသမားတွေရောကျင်းမအလုသမားမှန်ပါတယ်ဖေ။အလုသမားတွေလည်းပေါ်လာပါတယ်ဖေ။အဲ့ဒါလေးတွေကစပေါ်လာတယ်ဖေ။ဒါကဦးဇင်းတို့ပညာယူဖို့ပေါ့။အလုသမားတွေပေါ်မှာရောအလုသမားပဲဆိုတာကဟုတ်ကဲ့တပိုင်းတင်ပါဖေ။မိမိရဲ့စေတနာကံကတပိုင်းနေ။တင်ပါဖေ။သို့ပါသူအလုသမားဘက်ကလို့ကိုယ်ပါတယ်ဖေ။ကိုကမကောင်းတဲ့ဒေါသနဲ့ပြုတ်တဲ့စေတနာဒီကို့မှာပြန်ပြီးဝိဘက်ဆိုတာပြန်ရတယ်။တင်ပါဖေ။တက္ကမကြီးဒါနတွေအများကြီးမပြုတ်ခဲ့ဘူးလားဒါနဆိုရင်ဘုန်းကြီးတွေကိုအာယုံစွန်းဆိုတရားကျော်ကနေ့တိုင်းလောင်းပါတယ်ဘုရားဆုံးဟင်းရောဆုံးရောနေ့တိုင်းကြွပါတယ်ဘုရား4နာရီခွဲကနေ9နာရီခွဲအထိအဲ့ဒါမှတပည့်တော်အာယုံမှာဘုန်းကြီးတစ်ပါးမှလည်းမထွက်လာဘူးဟိုတိမ်နေစောက်ထားတာလည်းမထွက်လာဘူးဘုရားအာဟုဆိုတယ်မထွက်လာအဲ့ဒါနဲ့ပဲတပည့်တော်ဆက်ထိုင်လိုက်ပါတယ်ဝေဒနာတွေတော့တက်လာပါတယ်ဝေဒနာတက်လာပြီးတော့အဲ့ဒီအကုသိုလ်တွေပြီးတော့ဝေဒနာတွေကဘယ်လိုဖြစ်လာဆိုတော့ဒီတပည့်တော်ရဲ့ရင်ဘက်မှလေအလုံးလေးထွက်လာတယ်လို့ဘလို့နဲ့ဆိုတော့အေးဆင်းသွားပါတယ်ဖေ။ဆင်းပြီးတော့အဲ့ဒီဝေဒနာတွေလည်းသက်သာသွားပါတယ်။အဲ့ဒီကနေစပြီးတော့တပည့်တော်အဓိဋ္ဌံပြီးသွားတဲ့အထိကဝေဒနာတွေထမပေါ်တော့ပါဘူးဖေ။အခုရောစိတ်ထဲဘယ်နဲ့နေ။အေးချမ်းသွားပါတယ်ဖေ။အေးလူတွေကဒီလိုမသိကြဘူး။တင်ပါ။ကိုယ့်ရဲ့စိတ်ထဲမှာဒကမာကြီးအခုလိုသွားလာနေပြီမဲ့ဆွမ်းနေလောင်းနေပြီမဲ့ကုသိုလ်ပြုပြီမဲ့ကိုပြုတ်ခဲ့တဲ့မကောင်းမှုကလည်းကိုယ်နောက်မှာပါနေတယ်လို့မသိဘူး။မသိနိုင်ပါဘူးဖေ။အခုကအကယ်၍တရားကျင့်လို့မကျင့်သေကံကြီးအတိုင်းပေါ်တော့မှာတင်ပါဗျာနော်ကုသိုလ်ကအကျိုးမပေးဘူးမဟုတ်ဘူးသို့တော့အာကုသိုလ်ကထက်ထက်တန်တန်လုပ်ခဲ့တဲ့အတွက်ကြောင့်သူကထက်ပြီးတော့အရင်ကျိုးပြီးမှာတင်ပါဗျာအေးအဲ့ဒါကြောင့်မလို့ဦးဇင်းတို့ဗုဒ္ဓဘာသာပြီးတဲ့ကံကံကြီးအကျိုးကိုဖော်ထုတ်တာဒီဘာသာတစ်ခုပဲရှိတယ်တင်ပါဗျာသို့တော်လည်းပဲဦးဇင်းတို့မြန်မာနိုင်ငံပုဂ္ဂိုလ်တွေကဒါနနဲ့အာဘဖြီဖျားတဲ့ကြောင်းဆောင်နဲ့အာဘဖြီခဲ့တယ်သို့တော်ကိုပြုတ်ခဲ့တဲ့အာကုသိုလ်ဟာကိုယ်နောက်လိုက်လာမယ်လို့မထင်ဘူးကုသိုလ်ပဲကိုယ်နောက်လိုက်လာမယ်လို့တွက်ထားတာတွက်တိုင်းမှန်ရဲ့လားမှန်ပါဗျာမမှန်ဘူးဟုတ်ပြီနော်ဟုတ်ပါဗျာအဲ့ဒါကြောင့်မလို့ဒါနနဲ့သီလနဲ့နေမလုံလောက်လို့
မဲခင်ဖောင်ကြီးလှေကြီးကြီးကြီးလုပ်ပါလို့ပြောတာအခုယောဂီကဖြုတ်ချင်တာကိုဦးဇင်းတို့ကလျှော့ပေးလိမ့်မယ်ဆိုလွတ်ပါမလား မလို့ပါအောင်ဖေ အေးဒါမလို့ဦးဇင်းတို့ကညှင်းစေတယ်လို့မဟုတ်ဘူးတဲ့တင်းကယ်ထုတ်တာ တင်ပါဖေ အဲ့တော့ကြံတဲ့မြို့ပေါ်မှာရှိတဲ့မိတ်ဆွေတွေရွှေတွေမျိုးတွေကိုဒကမာကြီးကဘယ်လိုများတိုက်တွန်းခြင်းနဲ့ဌာနတွေရှိတယ်ဆိုတာလေးလျှောက်ပါဦး ပြောပါဗျာကိုစိုးမြတ်ကိုလည်းကျေးဇူးတင်တယ်လို့ဆရာလေးတစ်ပါးကိုလည်းကျေးဇူးတင်တယ်လေဆရာလေးတစ်ပါးကတပည့်တော်အားမပေးလိုက်ရင်ပြီးတော့စိတ်ဓာတ်ချလိုက်ပါပြီဖေဟာပြီးတော့ထူးသဖြင့်ဆရာတော်ကြီးရဲ့ဟောကြားညွှန်ကြားတဲ့အတိုင်းဝိရိယအားထုတ်ပြီးကြိုးစားအားထုတ်မယ်ဆိုရင်အောင်မြင်မှာပဲလို့တပည့်တော်ပြောပါရစေဖေဟာ ကဲအားလုံးသာ